ဟိုတော့ကနေပြီးတော့ sponsor ပေးထားတဲ့စေးဘူးပေါ့နော်ဒီကရှိတ်လေးဘူးတွဲနဲ့ကျွန်တော် KB ကောတပုံထိုးပြမယ်အဲ့ဒီမှာကျွန်တော်ဒေါ်မှုတွေပဲထည့်ထိုးပြမယ်နော်ကဲဟုတ်ပြီဒီဘိုင်းမှာပြကျင်တာကတော့မှင်ငံကော်ပေါ့နော်ကျွန်တော်သုံးထားတဲ့မှင်ငံကော်ထိုင်းရထုတ်တဲ့မှင်ငံကော်လေးပေါ့နော်အဲ့ကောင်လေးအရင်သုံးကောင်းတယ်ဈေးလဲတန်တယ်အထက်မှာလည်းအများကြီးပါတယ်အခုဒါလက်တွေ့ပြတာပေါ့နော်ဒီဘက်မှာထိုးပြတော့ဟိုဘက်မှာမပြတ်သေးဘူးဆိုတဲ့အကြောင်းနောက်တစ်ခုပြောချင်တာပုံပြီးတဲ့အထိအစဆုံးကိုအဲ့တစ်ချောင်းနဲ့ထိုးတာဖြစ်ပါတယ်အဲ့ကတော့ number 5R ပေါ့နော်ကျွန်တော်မစာတန်းလေးထိုးပေးထားတယ်အဲ့ဒီ 5R တစ်ချောင်းနဲ့ထိုးတာဖြစ်ပါတယ်ဟိုကျွန်တော်တို့ကတတူးထိုးတဲ့အချိန်မှာကျွန်တော်တို့ပုံတော်ပုံပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘယ်အပ်တွေသုံးရမယ်ဆိုတာလဲအဲ့ဒါလည်းအရေးကြီးပါတယ်ပေါ့နော်